Hello ကဲဒီနေ့ကျတော့ကျွန်မကောင်းလျှော်ပြီးပြီ dryer မှုတ်ပြီးသွားပြီအဲ့ဒါကိုကျွန်မဒါလေးကိုတုံးပြပေးမယ်အရင်ကောင်းတယ်ပေါ့နော် so ကျွန်မ spin က3 steps ဆိုတော့နည်းနည်းလေးရှုပ်တယ်ဆိုတော့ဒါမျိုးကလေးနဲ့ပထမ spin အရင်များတယ်အုံချူရယ်ဆို first step ကိုကျွန်မအပေါ်ကနေကျွန်မမကောက်ဒီအောက်နားလေးပဲကျွန်မကောက်မယ်နော်ဒါဆိုလို့ရှိရင် power လေးကျွန်မ on ပါမယ်ကဲကြိုက်တယ်လို့မျိုးဟိုဘက်ဒီဘက်လှည့်လို့ရတယ်ဒီဘက်မှာဆိုဟိုဘက်ပဲလှည့်ခိုင်းတော့မှာ spin အုံချူတဲ့သူအတွက်ဆိုလို့ရှိရင်ဒါလည်းအရန်ကောင်းတယ်ဒါလေးကိုကျွန်မဒါလေးဖြည့်လိုက်မယ်နော်ခုဘယ်လောက်ကနေဒီလောက်ကနေကောက်ချင်တာလားအောက်ကနေကောက်ချင်တာလားဆိုတော့ကိုယ့်နဲ့ကိုရတယ်ကျွန်မဒီအပေါ်ကနေကောက်လိုက်မယ်ကဲဘာမှလုပ်စမလို့ဒီအပေါက်လေးမှာ spin လေးကိုထည့်မယ်ပြီးလို့ရှင်ဒီတိုင်းထားလိုက်မယ်သူကနေသူရက်သွားပြီဒါဆိုလို့ရှင်သူကနေသူအတမ်းမြေးလာလိုက်မယ်ကြာလာဒါဆိုလို့ရှင်ယူလို့ရပါပြီ oh my god ကဲဒုတိယတစ်ခေါက်ပါနော်ဒီအပေါက်လေးကိုကျွန်တော်ထည့်ထားပါမယ်ရလွယ်ရလေ oh my god တော်လေးလှတယ်ကျွန်မဖြစ်ချင်တော့ကျွန်မ spin က3 steps ဆိုတော့လေနည်းနည်းလေးတော့လို့ရတာနည်းနည်းလေးတော့အချိန်ကူပေးရတယ် view spin ရှိရထက်စားလို့ရှိပေါ့နော်အရင်တော့ကျတော့ကျွန်မဖြောင်းဆက်နေလေးကောက်တယ်ကောက်ဆက်နေလေးကောက်တာပေါ့ဒါပေမဲ့ဒီဥစ္စာလေးတော့ကျွန်မမလူတော့ဘူးလို့ကျွန်မထင်နေတာပဲလေဟို Christmas တော့ဟာဒီဇင်ဘာလမှာပေါ့နော် 60% ဈေးချထားတာဆိုတော့ဒီဥစ္စာကျွန်မ20ကျော်လား30ကျော်လားအဲ့လောက်လေးနဲ့ကျွန်မပြင်ဝေရတာပေါ့တန်တယ်ကဲမင်းကလေးတွေလေအိမ်မှာနေလို့ရှိရင်လည်းကိုယ်နဲ့ကိုလှလှလေးနဲ့ကျွန်မလည်းကိုပြင်သွားမှာမဟုတ်ဘူးဒါပြီးလို့ရှိရင်ကျွန်မ snow ထဲမှာတော့ကစားမှာဆိုဒီတိုင်းအပြင်သွားမှာပေါ့နော်ကဲဒီနေရာလေးဆိုလို့ရှိရင်ဒါတော့ထည့်လိုက်ရုံပဲဘယ်နေရာကိုထည့်ချင်လဲဆိုတော့ပုံမူတည်ပါတယ်ကဲပထမထွားပြီးပြီကျွန်မ spin ကပြောသလိုပဲ3 steps ဆိုဒီမှာကျ1 step 2 step ကျန်သေးတယ်ဒီအပေါ်ကနေတော့တစ်ခုပြန်ယူမယ်ဒီအပေါ်လေးမှာပဲကျွန်မပြန်ထုံချလိုက်အောင်မယ်ဒါလေးကိုကိုကြိုက်တဲ့ spin ပုံစံလေးနဲ့ယူလို့ရတယ်ကျွန်မဒီ spin တစ်ခုအရှေ့နှစ်ခုလောက်ဗီဒီယိုလုပ်မယ်ဆိုပြီးချန်ထားနေပါတယ်ဒါလည်းဦးကျွန်မ serum လေးတုံးပါမယ်နည်းနည်းကြာခံချင်တယ်ဆိုလို့ရှိရင်ဒါလည်းပုံစံလုပ်ရမယ်နော် this hair spray လေးနဲ့ကျွန်မတို့ကောင်းရှော်ပြီးဆို hair spray မတုံးတော့ကဲဒီတိုင်းထားမယ်စားဒါလို့လေပြီးဖြည့်ရဥစားနည်းနည်းလေးကြဲကြဲလေးဥစားနဲ့ပြန်ဖြည့်ပို့ထားတယ်မကြောက်နော်လာတယ်မသိလားဟိုဘက်နဲ့ဒီဘက်လုံးဝမတူဒီဘက်ဆိုလို့ရှိရင်လက်တဲ့အတိုင်းလာနေမို့ရရိုးလက်တန်လေးလို့ရှင်လေကျွန်မဒါမျိုးလို့ရှင်တိတ်မထားတော့ကဲထားကြတော့ချူကြတယ်1 2 3 step နဲ့လာလိုက်ရောတော်တော်လှပါတယ်